ယခုတစ်ခါမှာတော့ထူးခြားတဲ့ဗီဒီယိုလေးတစ်ခုကိုတင်ဆက်ပေးကြပါမယ်။ဒီဗီဒီယိုလေးကတော့တင်ထားတဲ့သူရဲ့ပြောပြချက်အရ60ခရိုင်သားကရွာတွေအနီးမှာဖြစ်သွားခဲ့တာလို့ဆိုထားပါတယ်။ဘာကြောင့်ဖြစ်တယ်လဲဆိုတာတော့စဉ်းစားရခဲ့ပေမဲ့ဘူမိဗေဒသဘောတရားအရကြောက်လွာတစ်ခုနဲ့တစ်ခုပွတ်တရာကနေဖြစ်လာတယ်လို့ယူဆလို့ရပါတယ်။ဒါပေမဲ့လည်းအနီးနားဒေသခံရွာတွေကတော့မြေအောက်ကငကားအပေါ်ကိုတက်လာတယ်ဆိုပြီးယုံကြည်နေကြတာကြောင့်ဒီလိုမျက်စိရှိမှကြောက်စရာကောင်းတဲ့အဖြစ်အပျက်ကြီးအတွက်ထိတ်လန့်တုန်လှုပ်နေကြတယ်လို့လည်းဆိုကြပါတယ်။ဒီနားလေတဲ့သူတွေအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းပြပေးနိုင်ရင်တော့အဆင်ပြေသွားမယ်လို့ယူဆရပါတယ်ခင်ဗျာ။သို့တော်လည်းဘာပဲဖြစ်ဖြစ်ထူးခြားတဲ့အကြောင်းအရာလေးဖြစ်လို့ဒီကနေတစ်ဆင့်ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တခြားသတင်းအကြောင်းအရာများနဲ့ဘုဒ္ဓရဖြစ်ပေါ်ရာအကြောင်းအရာများကိုဆက်လက်ကြည့်ရှုနိုင်ပါတယ်။ဒီနေ့မှာတော့လူမှုကွန်ရက်မှာသတင်းတစ်ခုကြက်နဲ့ပြောနေကြပါတယ်။အကြောင်းအရာကတော့မန္တလေးမြို့ပသိမ်ကြီးမြို့နယ်ရဲ့ကောင်းကင်ရံမှာလက်အုပ်ချီနေတဲ့ပုံစံတင်တယ်ကြီးတစ်ခုကိုတွေ့ရှိရတယ်ဆိုပြီးတူးနဲ့တူရှင်နေတဲ့ဗီဒီယိုတစ်ခုကြောင့်ထူးဆန်းကိစ္စဖြစ်နေတာပဲဖြစ်ပါတယ်။အဲဒီဗီဒီယိုကိုအခုကျွန်တော်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ပေးတဲ့များကြည့်ရှုပြီးသုံးသပ်ပေးကြပါဦးဗျာ။ယခုတစ်ခါမှာတော့တာယာဝတီထောင်မှာအက္ခမဟာပဏိတာဆရာတော်ကြီးကိုဂျပန်နေဖမ်းဆီးထားစဉ်ကအဘဘုံမင်းကောင်လာရောက်ချီးမြှင့်ခဲ့တဲ့ဂါထာတော်မြတ်အကြောင်းကိုတင်ဆက်ပေးပါမယ်။ဂျပန်ခေတ်မှာအက္ခမဟာပဏိတအဘိဓဇမဟာရထဂုရုဘောဓိစိတ်တော်ရလဗရန်မြို့တရမောဒယဆရာတော်ဘုရားကြီးနဲ့တောင်ရင်းကြီးမှရှေးဥထတို့ဟာတရှိုပုတ်မနဲ့အတူအဖမ်းခံခဲ့ရပါတယ်။ကာနယ်ဆူဇူကီးကတည်တံချမှတ်ခဲ့ပါတယ်။ပညာရဲ့ဆရာတော်ကြီးကအချုပ်နောင်ကလွတ်မြောက်စေရန်ဂါထာပေါင်းများစွာကိုအာကိုကြီးရွတ်ဆိုခဲ့ပါတယ်။ရပေါင်းများစွာကြာတော်လဲဘာမှမထူးခြားဂျပန်တို့ရဲ့ဓာတ်ကိုကြည့်ပြီးတေဝတာရှိတော့တယ်လို့နှလုံးသွင်းရင်းပုပ်ပန်းမှာရှိတဲ့ဘုံမင်းကောင်ကိုသတိရမိပါတယ်။ဘုံမင်းကောင်ဆိုတာဖက်စစ်ဂျပန်တွေကတောင်ကြောက်ရတဲ့အခုငါတို့ကိုဖမ်းထားတာသူသိရမှာပေါ့တကယ်သိတိရှင်မဟိတိရှင်တကိုးရှိသူမှန်းရင်ငါတို့ကိုလာခဲ့ရမယ်မကယ်နိုင်ရင်တော့ဘိုးမင်းကောင်ဆိုတာအယူကြီးပဲလို့တန်းတာသလိုလိုပြန်လာသလိုလိုရှိခဲ့ပါတယ်ညရောက်တော့ဟဲဆရာတော်ကြီးအံ့ဩတော့ပါတယ်လာအချုပ်ထောင်အခန်းထဲမှာဘွားကနေပေါ်လာတာကဘိုးမင်းကောင်ကြီးဖြစ်နေပါရောလားဂျပန်စစ်သားတွေဒီလောက်အထက်စောင့်ကြက်တော်ကြီးတွေအထက်ခတ်ထားတဲ့ကြားတွေကဘယ်လိုလုပ်ရောက်လာတာပါလဲအရှင်ဘုရားရွတ်ဖတ်တယ်မူတဲ့ဂါထာတွေကအားလုံးကောင်းပါလေသူ့နေရာနဲ့သူအမဝင်လို့သာအခုလိုကြာနေရတာပါဒီဂါထာကိုအဋိဌာဝင်ပြီးသစ္စာဆိုပြီးသာရွတ်ပါမကြခင်ရပိုင်းတွင်လွတ်ပါလိမ့်မယ်လို့ဘုံမင်းကောင်ကြီးကပြောပြီးပျောက်ကွယ်သွားပါတယ်ဘုံမင်းကောင်ပြီးခဲ့တဲ့အမှားကန်စတူတော်ဝိဇ္ဇာအစရှိတဲ့ဂါထာကိုယုံကြည်နဲ့ဆရာတော်ကြီးရွတ်ဖတ်လိုက်တာနောက်3ရက်မြောက်နေ့မှာတကားတူရောက်လာပြီးဆရာတော်နှစ်ပါးကိုပဲ့ဆောင်ထောင်ရံအပေါက်တစ်ခုကနေလွတ်မြောက်စေခဲ့ပါတယ်။တပည့်ပေါင်းများစွာစာသင်သားတန်ဃာတော်များကလည်းဝါဒကြသည်မှာစူပရာမရှိဟေးတပည့်တို့ငါ့ကိုဘုံမင်းကောင်ကြီးလာခဲ့တာတကယ်ဆွမ်းနေဟိအသက်နဲ့ရင်းပြီးမှပဲယုံနေကွာသူပေးတဲ့အသက်နဲ့မင်းတို့ကိုစာချပေးရမှာပဲပရိယတိသာသနာပြုဖို့ဘုံမင်းကောင်ကငါ့ကိုတည်ခဲ့တယ်လို့တပည့်တန်ဃာတွေကိုဆရာတော်ကြီးကရဲဘော်စွာကြေညာခဲ့ပါတယ်အဘအောင်မင်းကောင်ကြီးပေးတဲ့ဂါထာကတော့အမာကန်စတူရောဝိဇ္ဇာဒီဃာယုကမဟိတိကပါလယန္တုတဟတတေဟိတပ္ပနပတ္တိတိတ္တိယာဇိနောမေဒေတုအိစိတံစိတံတိတ္တထုမေအာယုလာဘောလာဘတုမေတရာတောကောရောဂောဝိနာတန္တုဇေယောဒုက္ခဘဝန္တုမေဤဂါထာအားဘုရောအောင်မင်းကောင်ကြီးဟာတာယာဝတီထောင်မှာဖမ်းခံနေရသောနိုင်ငံတော်ဩဝါဒစရိယမဟာဒွါယနိကာယအနုနာယကအဘိဓဇမဟာရထဂုရုအက္ခမဟာပဏိတတရမောဒယဆရာတော်အားပြီးခဲ့တဲ့ဂါထာဖြစ်ပါတယ်။၎င်းဂါထာကိုတက်စီသို့မဟုတ်108ခေါက်သို့မဟုတ်အခေါက်1000စသဖြင့်အဋိဌံပြီးရွတ်ဖတ်ပူဇော်ပါသည်။ငါးပါးဒီကရာသက်ပံမြင်ရပါမယ်။အသက်ဘေးအန္တရာယ်အချုပ်နှောင်အကျက်တဲ့အချင်းကျက်အတိုက်ခံများအားလုံးကိုအောင်မြင်နိုင်ပါတယ်။ န
ခုဆက်လက်ပြီးရှေးဟောင်းမာယာလူမျိုးတွေဟာဂျိုသားတွေနဲ့ဆက်ဆက်နေသလားဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးပါမယ်။ရှေးဟောင်းမာယာလူမျိုးတွေဟာကြီးကျယ်ခမ်းနားတဲ့ရာဇဝင်တွေရှိခဲ့ပါတယ်။သူတို့ရဲ့မျိုးပြတိဆောက်ပုံတွေရုပ်ထုတွေဟာအခုထိလေ့လာလို့မကုန်နိုင်သေးပါဘူး။မာယာပြက်ကလေးဆိုတာလည်းကြားဘူးကြမှာပါ။အခုတင်ပြချင်တာကတော့သူတို့ရဲ့လိုင်ငုံကြီးတွေကထူးဆန်းတဲ့တွေ့ရှိမှုတွေနဲ့ပတ်သက်ပြီးပညာရှင်တွေအဖြေရှာနေကြတယ်ဆိုတာပဲဖြစ်ပါတယ်။ပညာရှင်တွေဟာဂူတွေကပကြီးရုပ်ထုလက်ရာတွေထဲမှာထူးဆန်းတဲ့ရင်တွေနဲ့ဂျိုသားပုံတွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာလ2018ခုနှစ်မှာဒီထူးဆန်းတဲ့တွေ့ရှိမှုကိုစတင်ခဲ့ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာဓာတ်တွေကိုမတော်တဆတွေ့ရှိရာကလူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့ပြီး UFO လေ့လာသူပညာရှင်တွေပါလာရောက်သုတေသနပြုခဲ့ကြတာဖြစ်ပါတယ်။စူးစမ်းရှာဖွေသူတွေဟာအဲ့ဒီဒေသတစ်ဝိုက်ကိုကြဲကြဲပြန့်ပြန့်ရှာဖွေလေတွေ့ရှိမှုတွေများလာလေဖြစ်ပါတယ်။တွေ့ရှိရာတွေကလည်းထူးဆန်းတဲ့ပကြီးရုပ်ထုလက်ရာတွေဖြစ်နေပါတယ်။ပိုထူးဆန်းတာကအရင်အဲ့ဒီနေရာမှာမမြင်ဘူးတဲ့လက်ရာတွေဖြစ်နေပါတယ်။သုတေသနပညာရှင်တွေတညီတညွတ်ထဲပြောကြတာကတော့ဒါတွေဟာတခြားဂျူကဂျူသားတွေရဲ့လက်ရတာဖြစ်ရမယ်လို့ဆိုပါတယ်ဒီလိုတညီတညွတ်ထဲပြောနိုင်မှုဆိုတာတကယ်မလွယ်တဲ့ရှားပါဖြစ်ရပါဒါပေမဲ့လက်ရတွေပကြီးကားရုပ်ထုတွေကိုကြည့်လိုက်ရင်တော့အဖြေကိုသိရမှာပါဒီရတွေအားလုံးဒီပါကယနေ့ခေတ်ဂျူသားတွေနဲ့ UFO ယင်တွေပုံစံနဲ့ထပ်တူနီးပါတူညီနေပါတယ်ရှေးဟောင်းမာယာလူမျိုးတွေဟာဒီနေ့ခေတ်ဂျူသားနဲ့ယင်မြန်ပုံတွေကိုကြိုသိနိုင်စရာအကြောင်းတော့မရှိပါဘူးရုပ်ထုထဲမှာဂျိုသားတွေဟာကြီးမားတဲ့မျက်လုံးတွေနဲ့ဖြစ်ပါတယ်ဒါတွေကိုအစုလိုက်ပြောလိုက်တွေ့ရှိခဲ့တာကတော့မက္ကဆီကိုနိုင်ငံမှာပဲဖြစ်ပါတယ်တချို့ကတော့ဒါတွေဟာအရင်ကတည်းကရှိနေပြီးလူတွေတွေ့ရှိပြီးဖြစ်တာကိုအစိုးရကနှစ်ပေါင်း80ကြာအောင်တူဝတ်ထားခဲ့တာလို့ဆိုပါတယ်အခုမှပြန်တွေ့ရတာဖြစ်တယ်လို့လည်းဆိုကြပါတယ်ဖြက်စီးမှာဆိုရင်လို့သိမ်းထားတာလို့လည်းဆိုကြပါတယ်ယခုတွေ့ရတဲ့လက်ရာတွေဟာလှိုင်ကောင်းတစ်ခုထဲမှာဖြစ်ပြီးအရာအလုံးကိုလွတ်လပ်စွာကြည့်ရှုနိုင်ပါသည်။ဘာပဲဖြစ်ဖြစ်ပုံတွေကိုကြည့်ပြီးရင်တော့မာယာလူမျိုးတွေဟာထူးဆန်းတယ်ဆိုတာကိုလက်ခံရပါလိမ့်မယ်။ဆက်လက်ပြီးတော့ဘုဒ္ဓအကြောင်းအရာလေးဖြစ်အသက်ပြန်ငယ်သွားအောင်ပြုလုပ်ခဲ့သူဆိုတဲ့ဆောင်းပါးလေးအကြောင်းတင်ဆက်ပေးကြပါမယ်။မွေးဖွားစဉ်ကစပြီးကျွန်တော်တို့ဟာအသက်အရွယ်ရအိုမင်းရော်လာရမှာဓမ္မတာပါပဲဇာတိကစပြီးဇယာဗျာတိမရဏဆိုတဲ့အိုချင်းနာချင်းသေချင်းထိတဖြည်းဖြည်းသွားနေကြရပါလေဒါပေမဲ့လွယ်လွယ်နဲ့အရှုံးမပေးတတ်တဲ့လူသားတွေရဲ့သဘာဝအတိုင်းဒီကနေ့ခေတ်မှာတော့ဇယာကိုဤပညာအစွမ်းနဲ့အန်တုဖတ်ပြိုင်သူတွေရှိလာပါပြီဒီထဲကမှထူးဆန်းတဲ့သူတယောက်ရဲ့ဖြစ်ရမှန်တစ်ခုကိုရှာဖွေတင်ဆက်ပေးလိုက်ပါလေသူ့နာမည်ကတော့ Brian Johnson ဖြစ်ပါတယ်သူ့ရဲ့အသက်က45နှစ်ရှိပါပြီဒါရဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုအသက်မကြီးအောင်သူဟာတစ်နှစ်ကိုဒေါ်လာ2သန်းအကုန်ခံပြီးကြိုးစားလုပ်ဆောင်ခဲ့ပါတယ်သူ့ရဲ့ကြိုးစားမှုဟာအချီးနှီးမဖြစ်ခဲ့ပါဘူးသူဟာအထူးပြုထားတဲ့ခေါင်းဆောင်ကိုစောင်းပါတယ်အဲ့ဒီအုတ်ထုတ်ကအုံတော်ရဲ့လှုပ်ဆောင်မှုတွေကိုဖော်ပြနိုင်ပါတယ်ဒါအပြင်ဆရာဝန်အယောက်30ကသူ့ရဲ့နေထိုင်စားသောက်မှုပုံစံကိုအနီးကပ်လမ်းညွှန်ထိန်းကျောင်းပေးပါတယ်တင်းကျပ်တဲ့ဒေသခံတွေနဲ့အတူအထူးတွက်ချက်ထားတဲ့ကယ်လိုရီပမာဏပါဝင်တဲ့အစားအသောက်ကိုသာစားတော့ရပါတယ်။အဲ့ချိန်လဲဇရာအတိအကျနဲ့အိပ်ပါတယ်။အထူးပြုလုပ်ထားတဲ့မျက်မှန်ကလည်းဘလူးလိုက်လို့ခေါ်တဲ့အပြာရောင်အလင်းကိုကာကွယ်ဖို့ဝတ်ဆင်ရပါတယ်။တကယ်လဲအလုပ်ဖြစ်ပါတယ်။နီးလန်းတွေဟာခက်ခဲတယ်ထင်ရပေမဲ့ရိုးရှင်းပါတယ်တဲ့။ Brian Johnson ဟာအသက်9နှစ်လောက်ပြန်ငယ်သွားပါတယ်။သူ့ရဲ့ဆရာဝန်လည်းဖြစ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်သူဒေါက်တာဇော်မန်ကတွက်ချက်တွေ့ရှိမှုတွေကိုထုတ်ပြန်ခဲ့ရမှာတော့အသက်45နှစ်အရွယ် Brian Johnson ရဲ့နှလုံးဟာ38နှစ်သားအရွယ်ရှိတဲ့နှလုံးဖြစ်နေပါတယ်။အရေပြားဟာ28နှစ်သားအရွယ်အရေပြားမျိုးဖြစ်ပြီးအဆုတ်ရဲ့ကြန့်ခိုင်မှုဟာ18နှစ်သားအရွယ်အဆုတ်မျိုးဖြစ်နေပါတယ်။သွားတဲ့သဖုံးတွေဟာဆိုရင်18နှစ်သားအရွယ်သွားတဲ့သဖုံးပုံစံဖြစ်နေပါတယ်။ Brian ရဲ့ဇီဝကမ္မကုထုံးထဲမှာလျှို့ဝှက်ချက်တချို့တော့ရှိပါတယ်။အဲ့ဒါတွေကတော့လေဒီယန်သတ္ထုကိုအနှဲငယ်မှီဝဲရတာရေပန်းရေမွားတွေနဲ့ရေချိုးရတာအရေပြားကိုလက်ဖက်ရွက်ရတဲ့အစီနဲ့နှိမ့်နေပေးရတာမျိုးတွေရှိပါတယ်
ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတချို့ကတော့တစ်ပတ်မှာ3 ကြိမ်လောက်လှုပ်ဆောင်ရပါတယ်တဲ့ကဲပြည်သက်ကြီးတို့ထဲမှာလည်းလူပြိုခြင်းတဲ့လူတွေရှိတယ်ဆိုရင်တော့ Brian ကိုသာဆက်သွယ်လိုက်တော့လို့ပဲပြောရမလို့ဖြစ်နေပါပြီဗျာ